နှလုံးလေးကမိကိုရောက်ခစီနာဖြစ်လာတဲ့အသေးစားနော် မဟာနာ baby ချစ်တာ baby ကဲ ဩသူ့မောင်လေးလားဟလားဟုတ်တယ် လာပိုင်ဘောခါကြတယ် နောက်တစ်ယောက် တော်ဟောပြီ မပိုက်ချင်းနေ ဆောင်းပူလိုက်အောင်ပါလား ဒီနေ့ February 3 ရက်နေ့စေးရုံလာပြနေကြတာတခါလဲငိုရတော့အကြောင်းရင်းလေးကတော့နောက်မှရှင်းပြတော့ဖြစ်လာနော်ကဲနားလားကဲချင်းပြီးပါပြီဘော kiss ပြီဖွင့်တယ်ကွာลูกค้าซ่าแล้วไปกี่ชานเนาะไปกี่မရှိတော့ရှိအောင်ပြပါရော ရှိတော့ဘူးบีဖြစ်သွားတယ်လက်ဖမိုးရားလို့ကုတ်ပေးပါခေမေဓာတုတူဝိုင်ခေမေ ယူကလေးတောင်ဖိတ် ခစီနာဖြစ်လာတဲ့အသေးစားနော် မဟာနာ တနာပါမပိုက်လေကဲခန်းထဲရောက်ပြီအခုခစီနာကတော့ခုနကလေးနို့တိုက်တဲ့နေရာခဏနေမှလာမယ်ဆိုတော့ခန်းထဲမှာကြိုပြီးပြင်ဆင်စရာရှိရပြင်ဆင်နေတာစီးရုံဆောင်မှာသူကမမောက်ဆောင်မိမှလားဟလာအမေဟုတ်ပါပြီမမတ်တာဖြစ်သွားပြီနော်မီဟုတ်တယ်မီးပွင့်သွားပြီကဲကလေးရောအမေရောကြမ်းမာပါပဲအခုခစီနာကတော့ကလေးနို့တိုက်နေတယ်ဆိုတော့ပြီးတော့မှဒီလိုလာမယ်ကလေးကတော့သူနို့တိုက်ပြီး nursery ကိုခဏခေါ်ရမယ်တန်ရှင်းလုပ်ဆရာရှိရလုပ်ပြီးတော့မှအခန်းထဲခေါ်လာမယ်ခစီနာကိုတွားကြိုရတော့မယ်ဆိုကဲမမရောက်ပါပြီတဒါပြပြတက်ချင်နော်ပြပြတက်ချင်ချက်ထိုးနေမှာတို့ကပိုင်းဝနေလေမမအားဖြည့်ထားနော်ကလေးထိတ်မှုကိုယ့်ဘာကိုစားနေတာတော့ကဲမမနို့တိုက်နေဒီနေ့ fasting 24နာရီပြည့်တော့မယ်ကျွန်တော်အခု9နာရီခုမှ breakfast စားပါကဲမပိုက်နားနေတော့လေဒီနေ့ကအစီအစဉ်မရှိဘဲနဲ့မွေးပြသွားတယ်ဆိုတော့အခုအိမ်ပြန်မယ်ဘလူးကိုတစ်ချက်ကြောင်းအောင်မယ်ကြောင်းပြီးတော့ဘလူးကိုခရစ်စတန်ပပမတို့စီကိုပို့ပြီးအောင်ဒါလေးလည်းခေါ်လာတယ်အခုမှကျွန်တော်လည်းအင်ကြီးပြန်ယူပါမယ်ဒီနေ့ကဒါလေးရောကျွန်တော်ဟောဆေးရုံမှာအိမ်ပါဝီပပတို့သွားမယ်နော်ကိုကြီးဘလူးစီသွားမှာလားဟယ်လိုကိုကြီးဘလူးလားကာချစ်စောလူကြီးလေးမွေးပါပြီချစ်စရာဒါကတော့လမ်းမှာကားပေါ်မှာအိတ်လာတယ်ဒီမှာခဏလေးတိတ်လိုက်အောင်မယ်ကျွန်တော်ကတော့နည်းနည်း packing ရိုက်မယ်ပြီးတော့ဘလူးကြောင်းမယ်ပြီးတော့မှဆေးရုံပြန်သွားမယ်ကိုယ်ပဲထုတ်ထည့်ပြီးတော့ဆေးရုံပြန်သွားပြီထုတ်ပြီးရောက်ပါပြီပြန်လဲရောက်ရှိအာယူမှာအဲ့လိုလှဲလေးနဲ့ထည့်ပြီးရအောင်စိုးပေါ့နော်ခါပါကရနေပြီးတော့ဒီမမီယာနိုးနဲ့ဒီတော်လေးနဲ့ကြားတယ်အလာခဲ့မမနဲ့အိတ်လေးချဆိုတယ်ဆိုတော့ပါတိတ်တယ်တတဟုတ်တယ်တတအမောင်လေးလားခဏမောင်လေးလားတီတီလေးနော်ချစ်တယ်ချစ်စရာလေး Good night တွေ့ဦးတော့ဦးတော့လုပ်တယ်ဆိုအမလီဖျားလုတ်ခေါ်ဖျားကဲမော်နီမှာဒီ day 2ပေါ့နော်မအေးဟာညတဒါကတင်ပြောင်းတော့ကောင်းချမ်းတယ်ပေါ့နော်ဒီဆေးဝင်တော့အေးပါဟုတ်တယ်အခုမျက်လုံးတွေညအဲ့ဒါငိုပြီးပုတ်ပြီးတော့မျက်လုံးရောင်တယ်တစ်ဖက်ကအခု2နာရီကျော်မှကျွန်တော်ဆိုအိပ်ရတယ်9နာရီရနှုံးတယ်3နာရီပဲအိပ်ရတယ်ပြောသူ့မမကတ်စားတယ်ချစ်မျက်လုံးလေးပြပါအောင်ချစ်မျက်လုံးလေးကဘယ်လိုဖြစ်သွားလဲ
ပစားမှာလားပစားမှာအိုးတနောပေါ့တော့အိုးမကျင်းညလုံးလို့ဖြစ်သွားအိုးလို့နနာလားညာကျွန်တော်ဒီမှာအိတ်တယ်ဒီမှာပထမ extra bed ထိုးထားတယ်ဒီမှာတိတ်မှာအောင်မလို့ဘယ်ကြည့်ကြည့်ဟိုမှာကက်စားနားပါမညသူညာတော့တတောင်းနှုတ်တိုက်လိုက် nursery ကိုပြန်ပို့လိုက်ပါနော်8နိုင်ပြန်လား8နိုင်ပြန်လားအခု9နာရီခွဲတော့ဘယ်လိုလဲအားဖြင့်ဖြစ်တတောင်းစားကြာဝတ်စားပါပါစက်ကြီးဟာပါကြလိတော့โอเคbreakfast ကြီးစားနေတာကလေးอ่ะစားတော့မလူအားရစီတော့မှာပဲဘေဘီဘယ်လိုချစ်တာဘေဘီကိုချစ်တာမတ်တာသူရုံနဲ့သူစော့နေသူပဆိုင်တွေကထုတ်ပြီးတော့ယေဒီပြတိုင်းမှာအမလေးတရှိဘူးနော်ရပြီနော်လက်မောင်းမှာဘာကြီးလဲကျသူမမားလို့လောက်တာသူချစ်စရာအိတ်ခါနေဘာပြောနေတာဒါစင်ထရလာလေးအကြောင်းပြောပြအောင်ပါအဲ့တော့အိတ်တော့မယ်လေကိုလိုက်ခွဲဘယ်တော့လားThe next morning. Xin sủ là hả? Xin sủ là Tức là mà xí用上的hả? 2ရက်ရှိပြီ2ညအိ3ရက်အခုလိမ္မာလိုက်တယ်ကလေးอ่ะเนาะပထမနေ့ကတော့တောင်းကြတယ်အခုမနေ့ညတော့ okay ပါပြီเนาะပပနဲ့တူအိတ်တယ်ချက်ကเนาะပစီနာတော့ရေချိုးနေတယ်ဒီနေ့ကဆေးရုံမှာ family photo လေးရိုက်ပေးမယ်ဆိုတော့เนาะဓာတ်ပုံရိုက်မှာလားချက်ကပြီချက် okay ပပပိတ်ပြီเนาะဘေဘီလာနှုတ်ဆက်တာဟာလားဘေဘီတော့ကြည့်လိုက်ပါအောင်တဒါဘေဘီဟုတ်တယ်မျက်လုံးလေးပွင့်နေပြီဒီမှာမကျတက်တာမျက်လုံးလေးပွင့်နေပြီချင်းရီပြချင်းဘယ်လိုရီရတယ်ပဲဘေဘီကရီပြဒါရီပြအောင်ဖွာလေပပလေပုံဖွာဘေဘီချစ်တာသူမောင်လေးလားဟလားဟုတ်တယ်သူမမသွေးပေါင်တိုင်းလို့သူပဲတိုင်းကျန်တာပေါ့သူပဲသွေးပေါင်တိုင်းကျန်ဒီဘက်လက်ပဲတိုင်းပါဟေးမြောင်သူတိုင်းခိုင်းနေလက်ပဲဒီဘက်ပဲတိုင်းဒီဘက်ပဲဒီဟာတိုင်းပါအတိုင်းအောင်အကုန်တိုင်းပါတော့တိုင်းပေးမယ်သူလည်းလှုပ်ချင်တာဖျားမရှိပါဘူးကောင်းပါတယ်ကျေးဇူးပါကမိုက်တယ်ကွာဆေးရုံဒီကိုဟုတ်ပြီဒီကိုသွားမယ်ဟုတ်တယ်မမစီသွားမယ်ဟုတ်ကိုွေးပြီနော်ကင်ထားနော်ဘာတော့อ่ะလာတီးရအပိုင်လှပြင်းကလေးညောင်မေဖြစ်သွားပြီဆိုတော့လေညကြောက်အမှုလိုက်နေအမလေးကမရရမယ်ဆိုဒီ family photo shoot မှန်ကြည့်ရပူပါတော့ကြောင်ခံနေရလားမမီနေရာပျောက်သွားပြီ VIP ရဒီပါတနာပါတာမီညောကတ်တွန်းကကြည့်နေကြတာတဲ့ဘီဘီကဒီမှာရောက်နေပြီဓာတ်ပုံရိုက်ဖို့ ready စောင့်နေကြတက်ကြည့်နေတာလဲတက်ချစ်လာဘီဘီကိုဟုတ်လားချီရချီမလာပြီလားကဲဘိုင်းနာရဲ့ experience လေးနည်းနည်းပြောပြမယ်မမဟုတ်တယ်ဒါမမပပတဒဟမ Okay introduce it Okay so လောလောဆယ်စောမွေးပါတယ်စောမွေးပါထုံးစံတိုင်းဘိုင်းနာပါဟိုတနေ့emergency ဆိုတော့ဘုံတိုင်းရောက်လာစေရော
long story short ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီကဒီမှာစေးကန်းလာပြနေကြပါတော့ရတယ်အဲ့ဒီကလိုအပ်တဲ့သွေးစစ်တယ်သွေးဖြည့်လေးကောင်းတယ်ပေါ့နော်ဟိုရှိမှသွေးပစ်ထားတာလေဒီတိုင်းမှာတတ်ထားတာလေးရှိတော့ထိုးထားတဲ့ဆေးတွေကလည်းအဆင်ပြေတယ်ပထမ38ပတ်နဲ့မွေးရမယ်မွေးရမယ်ပေါ့နော်ဒီတိုင်းမှာမကြရင်ဆိုပြီးတော့ဆရာဝန်နဲ့ပြောရင်းနဲ့ဒီတိုင်းမှာကြာသွားတဲ့အခါကျတော့ရတယ်ပေါ့39ပတ်ဝင်းမဲ့အစီအစဉ်တိုင်းမှာဆက်သွားမယ်ဆိုပြီးတော့ပြောပြီးအိတ်ဆေးကအဲ့ appointment ကနေပြီးတော့အိမ်ပြန်လာအိမ်ပြန်လဲရောက်တော့မှထမင်းစားပြီးတော့ပေါ့နော် baby ကောင်းလို့မယ်ဆိုပြီးတော့လှဲနေ baby ကောင်းလို့တာ10ချက်ပြည့်ပြီးကြော်သွားတဲ့အချိန်ကျမှလူဘိုက်ကြလူနာတချမ်းဖို့တက်တယ်နော်ဟုတ်တယ်ဟိုနားပြင်လုံးနာပြင်လုံးနာပြီးတော့တစ်ဖက်ကြီးဖောင်းနေတော့တစ်ခါတိုင်းဆိုလို့ရှင်ကလေးအဲ့လိုနဲ့လှုပ်လို့ရှင်နေရာရွှေ့ရနာတတ်တယ်လေသူနေရာရွှေ့လို့လားမသိဘူးဒါပေမဲ့ပြန်ရွှေ့ဖို့စောင့်နေတာတနိုင်ကြာသွားတယ်နာတနိုင်ကြာမဟုတ်သေးဘူးပေါ့ဆိုပြီးအဲ့နဲ့ဆရာဝန်ကိုချက်ချင်းဆက်လိုက်တော့ဆရာဝန်ကပြန်လာခဲ့တဲ့အခုစေးရုံရဲဆိုတော့အဲ့နဲ့โอเคပေါ့ဆိုပြီးတော့ပြန်သွားတာပေါ့ဒီသွားတဲ့လမ်းမှာပါစာညက်အဲ့ contraction ကို time လို့လိုက်တဲ့အတီးပြီးဒီနေ့ထွက်ပြီးထတယ်လို့အဲ့ထင်နေတာပဲဆရာဝန်စီလိုက်ရဆရာဝန်တားလိုက်တော့4 cm dilated ဖြစ်နေအဲ့နဲ့ချက်ချင်းမွေးရမယ်ဆိုရင်အထောက်တော့မပါလားဟုတ်တယ်မပါစေးမှာချက်ချင်းခွဲမယ်ဆိုပြီးချက်ချင်းခွဲလိုက်ဆိုအဲ့လည်းအဲ့လိုပေါ့နော်အဲ့မတိုင်ခင်ကတည်င်းနေရတက်နေပြီမွေးပြီးဟုတ်တယ်အဲ့တဲ့တက်ပြီးတော့ကိုရလည်းမမွေးသေးဘူးလိုသေးရဲ့အများကြီးဆိုတော့အဲ့တဲ့တက်ပြီးတော့ emergency တစ်ခေါက်ရောက်သွားသေးရဲ့ဘိုင်းနာတော့အဲ့နဲ့အမလီတကယ်ပဲဆောင်းမွေးပြီလားမသိဘူးပေါ့နော်ဆိုပြီးတစ်ခါရောက်အဲ့တော့ false alarm အဲ့တော့ဒီတိုင်းမှာတက်နေရမသိလိုက်တာပေါ့နော်ပထမဆိုတော့နောက်ဆုံးတော့ဖြေပေါ်ပြီးစေးတွေ့ပြီးအဖြေကောင်းတဲ့အချိန်မှာတစ်ခါမှထပ်ပြီးဆောင်းမွေးပါနှစ်ယောက်လုံး plan C section ဒါပေမဲ့နှစ်ယောက်လုံးဘိုင်းနာရတယ်သူတို့လာခြင်းတဲ့ချိန်လားဟုတ်လားတဟုတ်လားချစ်လေးမောင်လေးချစ်တယ်လောလောဆယ်ကလေးလေးက nursery ပို့ထားတယ် nursery ပို့ထားတယ်ဒီမှာတော့တော်တော် nursery အဆင်ပြေတယ် nursery ကအရင်အဆင်ပြေတယ်အမေတော်တော်တက်တာနော်ဟုတ်တယ်ဟိုပခွဲမှုဝေးခြင်းတော့ပြီးချင်းဆိုလို့ရှိရင်အဲ့လိုလေးသူကစီးပိုင်းမဖြုတ်ခင်မလှုပ်နိုင်တဲ့အချိန်မျိုးတော့နောက်တစ်ခါတော့နေကြတော့လမ်းစာလျှောက်တဲ့အခါမျိုးအဲ့လိုတွေဆိုရင်နားစင်တယ်လေအဲ့လိုချိန်ဆိုနားတယ်သူကအမေကျတော့အိမ်ရောက်ရင်လည်းသူကကိုတက်ပြန်နေတယ်မသူလည်းအေးအေးပြတ်တယ်တော့တူစောင့်နေတယ်ပထမရတော့ရစအိမ်နေကြဆိုတော့လေသူဘေးချက်ကရဲ့မအေးရတော့ပထမရဆိုဒီစေးုပ်ကလေးတော့သူကပ်ပြီးအိတ်သွားအေးတာခွဲပြီးချင်းဖက်ဆာလုံးဝစီးပိုက်လည်းမပြောအဲ့လိုပလက်ကြီးလေး rotisserie chicken လို့အဲ့တိုင်းကိုသူကဘေးနားရအောင်ကပ်ပြီးအိတ်သွားဒီက nursery လေးကတော်တော်အဆင်ပြေတယ်ဘာလို့လဲဆိုတော့ဒီမှာပထမဗီဒီယိုမှာလည်းဟုတ်တယ်အေးဝါတော့မှသူကအိမ်ရောက်ရင်လည်းသူကအေးပြတ်အောင်မနိအမေကအဲ့တော့ဒီမှာတွေကအေးဝါအိတ်ထားလို့တိုက်တဲ့အချိန်တွေပဲသူကလာပို့တယ်ပြီးရင်သူတို့ထိန်းထားပြီးတယ် formula ကူစရာရှိရကူတယ်ပြီးတော့ဟိုမှာကသူက temperature နဲ့သူထားတော့ကလေးလည်း safe ဖြစ်တယ်အင်းကြီးလည်းဝစားလည်းအကုန်လုံးပေါ့အခုသားလေးကမွေးခရရသွားနည်းနည်း rush လေးဖြစ်ပြီးတော့အနီလေးတွေနဲ့အဆက်လေးတွေနဲ့အခုဒီ second day လောက်မှာရစထွက်နေပြင်တော့ကောင်းပါပါအကုန်လုံးတော့အဆင်ပြေပါတယ်အကုန်အဆင်ပြေဒါလေးကချစ်တယ်ဒီမောင်လေးမလေး baby နဲ့အပွားလည်းပေးရတာလေသူကဟမ်စကားဒီအော်ဒီ husband plan နဲ့ emergency ဖြစ်သွားတာပေါ့နော်တရင်နဲ့အတိုင်းပဲဖြစ်သွားအဲ့လောက်တော့မစောသေးဘူးဒါပေမဲ့မစောပါတကယ်ချင်းတွေအမျိုးတွေရောမေးတာ congratulation တောက်ချောင်မဟုတ်ဘူးတောက်ချောင်ဖြေတလားလောက်လို့သေးရဆိုပြီးကဲဒီနေ့ကတော့ခုန photo shoot လေးပေါ့နော်အာယူကလည်း family photo လေးရိုက်ပေးမယ်ဆိုတော့သူ maternity package မှာလည်းပါပြီးသားအဲ့ package လေးလည်းမစိုးဘူးနော်ဒီမှာကလေးမွေးဖို့စဉ်းစားနေတယ်အာယူကတော်တော်ကောင်းတယ်ဟုတ်တယ်ကျွန်တော်တို့အရင်တယောက်လည်းတော်တော်အဆင်ပြေတယ်အခုတယောက်လည်းအဆင်ပြေတယ်ဒီ team ပဲကလေးနှစ်ယောက်လုံးဆရာဝန်ကြီးဒီ OG ခွဲပေးတဲ့ဆရာဝန်ကြီးကိုလည်းကျေးဇူးတင်တယ်။တော့တကယ် last minute ကိုတရားလေးလုပ်ပေးတယ်ပြီးတော့ကလေးဆရာဝန်ဆရာမကြီးတို့လည်းကျေးဇူးတင်တယ်။ဘာလို့လဲဆိုတော့ last minute ကိုဖုန်းဆက်ပြီးဆရာမကြီးလာပြီးလို့ရတာပဲချက်ချင်းတကယ်ရောက်ပြီးတော့တကယ်ကိုဝေးပေးသွားတယ်။ပြီးတော့မေကြီးဆရာဝန်ကြီးလည်းကျေးဇူးတင်တယ်။အကုန်လုံး team တစ်ခုလုံးပေါ့။ဒီဆေးရုံကလူတွေအကုန်လုံးလည်းကျေးဇူးတင်တယ်။အစားဆက်ရအဆင်ပြေ။ကလေးနှစ်ယောက်လုံးပထမကလေးရောဒုတိယကလေးရောဝေးပြီးတော့နောက်နေ့ကျတော့ဒီမှာလည်းအလှူလုပ်ဖြစ်တယ်။အရင်တယောက်တော့ပထမတစ်ယောက်လည်းလို့ဟုတ်တယ်။ဆေးရုံကဝန်ထမ်းတွေဒီ nursery ကလူတွေအကုန်လုံးလုံခြုံရေးအစားတမောက်ကျွေးတယ်ဒီနှစ်လည်းကျွေးပြတယ်အလူလေးစပြီးတော့လုပ်ပြသွားအောင်ပေါ့နော်ကလေးငယ်ငယ်လေးอ่ะ Okay Okay bye bye နည်းနည်းလေးချွေးစည်းထွက်ပြီးမူးနောက်ဖြစ်သွားတော့ Okay bye โอ้ยပေါ်မှာကင်မရာလေးကြည့်ပါအကြောင်းအပေါ်မှာပါလေလေလေးပြလေလေးပြ hi ဘာလို့အိတ်ဆောင်တာလို့ဒီနေ့ဘယ်နေ့ရဒီနေ့3ညရှိ3ညရှိလေဒီနေ့ရဆို4ညရှိဆို4ည Yes အဲ့ဒါတိုင်းပါသူကမနက်တိုင်းသူလဲ routine နဲ့အမဲတီဩ
Papa မရှိဘူး Papa မလို့ Cannot touch baby. He can only look. ခွာလို့မရဘူး။ခွာလို့မရသေးတယ်လေ not finished yet. အင်ကြီးပြီးတူးချင်တယ်အင်ကြီးရင်လဲချင်လား ကဲဒီနေ့ကတော့ nursery 6ထပ်မှာကလေးလေးကြီးချိုးမယ် ချိုးတော့ချိုးပြီလားမသိဘူး17နိုင်လားအခု17 20ဖြစ်သွားလား Let's go. ဟန်ကြည့်လိုက်ပါ baby လေးတွေ baby လေးတွေnursery က6ထပ်မှာအဲ nursery လေးရှိလို့ဒီမှာအမေလေးအေးအေးပြတ်တာတော်တော်တတ်တာတယ်ပေါ့နော်အဲ့ဒီကျွေးမိလေးထက်ပြန်ချပါနော်ဟုတ်ပါကလေးတန်လေးကြား ကလေးကလေးကြာဘူးကလေးလည်းမသိဘူး မချင်မအေးအိုး မနဲ့ပပ Querida, la noche ha ဒါရေချိုးမှလား llegado acá y en tu vida puedes dejar la soledad. Siempre contigo ella está. Si duérmete, mi angelito, sueña con tranquilidad. Duérmete, pronto los sueños llegarán. Contigo ella siempre está. Llegó la estrella. Llegó para ayudarte a dormir. Y sabes que con ella nunca tiene que sufrir y con amor puedes vivir. Si duérmete, mi angelito. ကဲ6တော့ nursery မှာ baby လေးဘယ်လိုထားလဲဆိုတော့ညာကြီးပဲချစ်စရာလေးပါတယ်ဟိုပြန်နေပြီးမိဘတွေကြည့်လို့ရတယ်ပေါ့နော်သူကချစ်စရာလေးကလေးပြင်ဒီလိုထားခဲ့အမေနှုတ်တိုက်တဲ့အချိန်ကျမှဒီက nurse တွေခေါ်လာပြီးရပါတော့လို့လဲဟို baby လေးတက်ကြည့် စစ်စရာလေးတွေပဲအလုံး တဲတမင် Let's go ကဲ baby လေးတော့ခဏရောက်မှနှုတ်တိုက်တာ ဟုတ်တယ် မာသားကြီးကနည်းနည်းအတွေ့အကြုံရှိရဲဆိုတော့ မာသားကြီးရဲ့ တိတ်မကြသေးဘူးလေတစ်နှစ်ကျော်တော့ပဲရှိသေးတယ်ရောက်ထားတာ တဲ့ဘို့တနေ့ကျော်လေး new ball လေးပထမကိုင်းတော့လေမင်းနဲ့မေ့သွား อ๋อ ပထမကိုင်းထိုင်တဲ့နေ့နေတော့မဟုတ် okay နည်းနည်းပြန်ပြီးမှတ်မိလာလို့တိုက်တာရော Okay ကဲခဏပြန်ရောက်ပြီခရစ်စတီနာနှုတ်တိုက်တယ်ပေါ့မှာဒါလေးကဒီမှာအိတ်နေဒီမှာမတ်ကလည်းမအိတ်ဖွင့်ပြီးသူ့ရိုက်ခိုင်းတာအမလီပပဆိုတော့ style တွေမျိုးစုံလုပ်ပြီဟုတ်လားလဲလေးပြတယ် hello လို့ဩကင်မရာထုတ်ပြီးတော့ဖွင့်ပြီးရိုက်ခိုင်းတာเนาะအပွားလို့လိုက်ကင်မရာညဆိုတော့ဒီလိုမျိုးပေါ့ကတင်လေးနှလုံးဆက်ပြီးတော့အဲ့ဒါတော်တော်အဆင်ပြေသွားတာเนาะ ပထမဆုံးမွေးရညမှာတွေကသူ့က first ရဲ့ဒီကတဲ့မှာပဲအိမ်တာ ဟုတ်တယ် ပထမရက်ဆိုလို့ရှိရင်ခွက်ပြီးချင်းဆိုတော့ဒီပေးလည်းမထားဘူးကြည့်ပိုက်လည်းမဖြုတ်ရသေးဘူးဒီထိုင်ပေးတော့မထိုင်သေးဘူးပလက်လက်အဲ့တိုင်းကိုပေးမှလို့ကြိုက်ပါ ခဲ့တယ်မောအာပြေးနေနော်တနာပါ2နိုင်တော့မှအိတ်တယ်သူညโอเคခဏနိုင်မနေ့ကတော့စေးုံစုံပြီစေးုံစုံပြီတော့ဖြစ်တယ်နေ့ကတော့စေးုံစင်းပြီ အေးပြန်တနာပါ လေးညအိမ်9ရက်နော်ဟုတ်တယ်2ယောက်လုံး နှစ်ယောက်လုံးအေးမမှန်ဘူးတနာပါငါဝပေးထားအင်းကြီးတက်လေးနဲ့ပချာမအတက်လေးကြိုက် အင်းကြီးနဲ့လာလိုက် lilac color သူအခုဒီလိုမျိုးအိတ်တယ်ပြီးတော့မှသူအိတ်သွားမှကျွန်တော်ဘက်ကိုပို့လိုက် ရွှေ့ပြီးလဲဆိုညဆိုရင် no type ဖို့ခလေးခေါ်လာတဲ့အခါကျရင်လေသူ no မှာဆိုမီးဖွင့်တာ ဟုတ်တယ် ဟိုဘက်လေးမှာသူလေးသူပပပေးမှာအေး ဒါ ကနိုင် ခဏဘိုင်လို့ ကင်မရာအပွား အပွား ဘွား ဘာ ကိုင်းနိုးနေရလားမမက မမဘေဘီမကြည့်နေတယ်ဘာကျမမဟုတ်အော်တယ်အဖွာစေးရုံမစင်းခင်လေးပေါ့နော်
နောက်မှလည်းမသူ့မိဟာတွေနဲ့ဆော့လှလှပြင်း ဒီယူ puff you puff ဘယ်လိုခေါ်လဲ puff ဟာဒီလား baby လေးတော့ကြည့်တော့ baby လေးတော့ကြည့်အော်မတင် baby လေးတော့ကြည့်အော်မကြည့်မကြည့် ဒီမမီးอ่ะကြားလို့လေမမဘောင်းထားနေ ချစ်စရာလေးအိုးတူတူတူဟာလာအော်အချစ်အင်းနိုင်နေတာကွာဒီလုံးလေးကဖွင့်ကြည့်အော်နောက်မှလည်းခေါ်နေကဲအိမ်ရောက်ပြီဒီနေ့တော့အိမ်ရောက်ပြီ day 1ပေါ့နော်တယောက်ကလဲပါအိတ်တယ်မမကဒီမှာ baby ကဒီမှာ fighting တနာပါမမလေးကိုင်ဒီနေ့တော့စူးစမ်းကြည့်ရပါတော့ချစ်စရာလေးရှုပ်လေးရတယ်ဒီမှာရှိပါတယ်ကိုကြီးပြပါတယ်ဒီမှာထိုင်ပါလဲဖို့ ready ညကြတယ် fighting ထိုင်ဒါဒီမှာနေချစ်စရာနှလုံးလေးကမိဖို့ရောက် Yesterday I was clever, wanted to change the world. Today I